ချက်တရားဟီရိုတရား challenge ဒါကတော့ကျွန်တော် challenge ပြန်ခေါ်တာပေါ့နော်မနေ့ပြန်ကနေစပြီးတော့ကျွန်တော်ကတရက်ကို hero တစ်ကောင်အတွက် story video တစ်ပုဒ်စီလုပ်ပေးပါမယ်အဲ့လိုမျိုးရက်တရားတော်ဆိုတော့ hero တရားအတွက် video တွေလုပ်ဖြစ်မှာပါရက်တရားတော်ဆိုတော့မလွယ်ဘူးဆိုတာသိပေမဲ့ကျွန်တော်စူးစမ်းကြည့်ကြလို့ပါဒီလိုလုပ်တာကကျွန်တော် hero အကြောင်းတွေကိုဆက်လေးတာချင်တာလည်းပါတယ်ဒီကြားတဲ့ brotherhood sister နဲ့လည်းအဆက်အသွယ်မပြတ်ချင်လို့ပါတခုချိုပြောရချင်တာကကျွန်တော်ကအခြားအလုပ်တွေလည်းရှိတယ်ညပိုင်းပြန်ရောက်မှသာဗီဒီယိုတွေအပ်တရတာမလို့တချို့ရက်တွေဆိုရင်တော့အလုပ်တွေများနေရပဲဖြစ်ဖြစ်အကြမ်းပင်ပန်းတဲ့အခါမျိုးတွေမှာပဲဖြစ်ဖြစ်တရက်တလီမတင်ပြတာမျိုးတော့ရှိနိုင်ပါတယ်ဗျဒါပေမဲ့အတက်နိုင်ဆုံးတော့ရက်ဆက်ပြီးတင်နိုင်အောင်ကြိုးစားသွားပါမယ်မနေ့ပြန်ကြရင်လည်းဘယ်ဟီးရိုးနဲ့စမလဲဆိုတာကို comment မှာပြောခဲ့လို့ရပါတယ် brotherhood sister အနေနဲ့လည်းကျွန်တော်ရဲ့ဒီခီးစဉ်မှာပါဝင်ပေးကြပါအောင်လို့ပြောချင်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျကျွန်တော်ဇန်ပါနောက်ဗီဒီယိုဒီမှာပြန်တွေ့ရအောင်